ပြည်သူရင်မြင်ကလုံးပါဟုတ်ဒီကနေကတော်တော်ကြီးလို့ကောင်းနေတာမိုက်တယ်မတော့ဝယ်မူးရသွားတာကျိုးတရားပေါ်မှာရှောက်ရတဲ့ feeling ကဘီယာမတော့မနေတော့တော်တော်မူးနေဝါโอเคဒီနေ့ကျွန်တော်တို့ကတော့ဒါရေပန်းသူတို့ရှိမှာတော့ရေပန်းကတာလို့ခေါ်ပါတယ်အဲ့တော့ရေပန်းကတာသွားကြည့်မှာဖြစ်ပါတယ်တန်ပြောမယ်ဆိုရင်ဒါလုံးဝပြည်သူရင်မြင်ကလုံးပါဘာလဲပြည်သူရင်မြင်ကလုံးอ่ะဟဲ့ဟုတ်တယ်အပြည်သူရင်မြင်မှာလည်းအဲ့ဒါမျိုးရှိတယ်လို့ဩမယုံကြည့်လိုက်မယ်ကျွန်တော်မသိလို့ရှိရင်ဒါမြန်မာနိုင်ငံရဲ့ကမ်းနားလိုင်းကြာနေတာပဲ share ပဲနော်လူတွေအများကြီးပဲဟိုတရားဆိုလို့ရှိရင်ဗာပြည်သူရင်ပြလူရ share ပဲဟုတ်ဒီကနေကတော်တော်ကြီးလို့ကောင်းနေတာမိုက်တယ်အဲ့လိုမီးနဲ့ကတာပို့ပြီးတော့လှကျွန်တော်ကဘေးနားရိုက်ပြပါเนาะအခုကအလေရဆိုပို့ပြီးတော့ကြည့်လို့ပိုကောင်းတယ်ဗောမတော့ဝယ်မူးရသွားတာကျိုးတရားပေါ်မှာရှောက်ရတဲ့ feeling ကဘီယာမတော့မနေတော့တော်တော်မူးနေမယုံသွားနေတော့လှုပ်နေရ oh my god ဟဲ့ရေဟုတ်တယ်နော်ဒါအောက်မှာတော့ရေပဲရှိပါတယ်ဟုတ်ရှယ်လား share ပဲတို့မျိုးသွားတဲ့ feeling ကမိုက်တော့မိုက်ပါတယ်ဒါပေမဲ့တခုမှလည်းမစားခဲ့ရအောင်စားခဲ့ရပါဘူးရိုက်ပါဦးလူရမ်းများပါတယ်စားတဲ့ခံစားချက်ကလေးတစ်ချက်လောက်ပြပြစတယ်အိုဖီရဲ့ကချင်စာဖြဲစားတာတဲ့ကြည့်ပါဦးသူမကြိုက်တာလေးကြီးပဲဖယ်ထားတာတဲ့ဒုက္ခပဲမာလာကင်တုတ်ပဲဖြစ်ပါလေဟောဒါမာလာဟင်းနဲ့မာလာကင်တုတ်မဟုတ်နည်းနည်းလေးမာတော့ဒါတော့ကျုံမကုံလို့ပါတိတ်စားပြီးတော့ရိုင်းမကုံဘယ်လိုသိမစားပါဘူးသူသိမစားပါဘူးလှရနော်ဟုတ်တယ်ငါလောတယ်လှဆိုင်ကိုပြောတဲ့ဥစ္စာဟင်းအဲ့ဒါဟိုကနော်ဒီကဲတက်တာမှန်သွားကြည့်သူများဆိုင်မှာဒါခိုးဖို့လုပ်နေရပါတော့ဒီနေ့ကတော့ကျွန်တော်အိမ်ပြန်ပါပြီအားလုံးပဲ bye bye